interview မဝင်ခင်မှာကျွန်တော်အနေနဲ့ပြင်ဆင်သွားရမယ့်အချက်၅ချက်ကိုကျွန်တော်ထပ်ပြီးတော့ပြပြပေးပါမယ်အများကြီးကိုကျွန်တော်တော်တော်များများကိုပြောခဲ့ပေးပြီးဒါပေမဲ့အခုမှရောက်လာတဲ့လူတွေအတွက်ရထပ်ပြီးတော့တည်ကျင်နေတဲ့လူတွေအတွက် interview မဝင်ခင်မှာပြင်ဆင်သွားရမယ့်အချက်၅ချက်ကိုကျွန်တော်ထပ်ပြီးတော့ပြပြပေးပါမယ်နံပါတ်1အချက်အနေနဲ့ကျွန်တော်ရဲ့ ACA ဖြစ်ပါတယ်အပြုံးကတော့ကျွန်တော် interview အတွက်မဖြစ်မနေယူသွားရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အပြုံးကအရင်အရေးကြီးပါတယ် interview ခန်းထဲဝင်တဲ့အခါမှာကျွန်တော်တို့ကပြုံးပြုံးလေးနဲ့communication ကောင်းကောင်းလုပ်နိုင်ဖို့လိုပါတယ်ကိုယ့်ရဲ့မျက်နှာကချိုနေတယ်ကိုယ့်ရဲ့မျက်နှာကပြုံးနေတဲ့အခါမှာတစ်ဖက်လူမှလည်းစိတ်ကျဉ်နှံ့မှုကိုရသွားစေတယ်ပေါ့နော်စိတ်ကျဉ်နှံ့မှုရတာပြီးတော့ကိုယ်အနေနဲ့ interview အောင်ဖို့ကပေါ့နော်ကျွန်တော်အနေနဲ့80%လောက်ကျွန်တော်ရဲ့အပြုံးရှိနေပြီဆိုတာနဲ့တေချာနေပြီပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့အပြုံးကိုတေချာလောက်တာဖို့လိုပါတယ်အဲ့တော့ပြုံးတိုင်းတချို့တွေဆိုလို့ရှိရင်ပြုံးနေမအောင်ဘူးပေါ့နော်တကယ်ပြုံးရဲ့လားကိုတိုင်းတကယ်ပြုံးခဲ့ရဲ့လားတကယ်အပြုံးကိုပြနိုင်ရဲ့လားဆိုတာကိုပြန်စစ်ပါဘယ်လိုစစ်ရမလဲဗီဒီယိုတစ်ပုဒ်ရိုက်ကြည့်လိုက်ပါကိုပြုံးမပြုံးတိတိကျကျသိလာပါလိမ့်မယ်နံပါတ်2အချက်ကျွန်တော်ရဲ့ eye contact ဖြစ်ပါတယ်ကျွန်တော်ရဲ့ eye contact ဖြစ်ပါတယ်မျက်လုံးအကြည့်ဖြစ်ပါတယ်မျက်လုံးအကြည့်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ interview ခန်းထဲရောက်တဲ့အခါမှာကြီးကံတောင်မောက်ဒီဘေးပတ်လဲလဲကိုရှောက်ပြီးတော့ကြည့်လို့မရပါဘူးကျွန်တော်တို့ကို interview လုပ်မဲ့လူရဲ့မျက်လုံးကိုကြည့်ရပါတယ်ဖုန်း screen အနေနဲ့ကျွန်တော်အနေနဲ့ဖုန်းအနေနဲ့ zone အနေနဲ့ဒီကွန်ပျူတာရင်းနဲ့ interview ရတဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့ဒီဖုန်းမှာရှိတဲ့ကင်မရာလေးကိုတစ်ချက်ကြည့်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်လူကကိုယ့်ကိုကြည့်နေရလို့ခံစားရပါတယ်အဲ့တော့ကျွန်တော်တို့ eye contact အရင်ရေးကြည့်ပါတယ်တိတိကျကျ site ကြည့်ပြီးတော့ကျွန်တော်အနေနဲ့ပြောဖို့လိုပါတယ်မျက်လုံးကြီးမကြည့်ရတာတွေပါရကျွန်တော်လေ့ကျင့်ယူလို့ရတယ်ပေါ့နော်မကြည့်ရဘူးလို့လာမပြောပါနဲ့ကျွန်တော်ကြည့်ရဖို့လိုပါတယ်ယုံကြည်တဲ့မျက်လုံးမျိုးနဲ့ကျွန်တော်အနေနဲ့တစ်ဖက်လူရဲ့မျက်လုံးကို site ကြည့်နိုင်ဖို့အရင်ကြည့်ပါတယ်တစ်ဖက်လူရဲ့မျက်လုံးဆိုတာဒီဖုန်းနဲ့ view တဲ့အခါမှာတော့ကိုယ့်ရဲ့ကင်မရာကိုအတက်ကြည့်ပြီးတော့အစိုက်ကြည့်နေလို့မျိုးကျွန်တော်အနေနဲ့ view ရတာမျိုးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ယုံကြည်တဲ့မျက်လုံးမျိုးနဲ့ငါဘာမဆိုလုပ်နိုင်တယ်ငါဘာမဆိုဖြစ်ရမယ်ငါဒီ interview ကိုအောင်ရမယ်ငါဒီအလုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့မျက်လုံးယုံကြည်ချက်မျိုးရှိဖို့လိုပါတယ်အားငယ်နေတာမျိုးပေါ့နော်ကြောက်နေတာမျိုးဆိုလို့ရှိရင်တို့မကြိုက်တဲ့အတွက်ကြောင့်မျက်စိ interview မအောင်နိုင်ပါဘူးအဲ့တော့ eye contact ကောင်းကောင်းနဲ့တစ်ဖက်လူကကိုယ့်ကိုယုံကြည်လာအောင် eye contact ကောင်းကောင်းနဲ့ကျွန်တော်အနေနဲ့ interview ခန်းထဲမှာလုပ်နိုင်ဖို့လိုပါတယ်โอเคအဲ့တော့နံပါတ်2က eye contact ဖြစ်ပါတယ်နံပါတ်3ကြီးကိုရှော့ကိုင်းဖြစ်ပါတယ်ကြီးကိုရှော့ကိုင်းဟာအရေးကြီးဆုံးနေမှာတစ်ခုပါပါတယ်ကျွန်တော်အနေနဲ့ interview တိုင်းမှာကြီးကိုရှော့ကိုင်းလုပ်ရတာများပါတယ်အဲ့တော့ကြီးကိုရှော့ကိုင်းကိုကောင်းကောင်းပြင်ဆင်ထားဖို့လိုပါတယ်ဆိုတဲ့အခါမှာခိုင်းဝဆန်စွာဆိုတတ်ဖို့လိုပါတယ်တခုတည်းထားရမှာကကျွန်တော်တို့ကဆရာရှိမှစာဆိုနေရတာမျိုးမဟုတ်ပါဘူးကိုစကားပြောနေတဲ့ interview ဟာတမားရဲ့ရှိမှာ communication လုပ်နေရတာဖြစ်ပါတယ်ဆိုလိုက်တဲ့အတန်ဟာ gun key ဖြစ်နေဖို့လိုပါတယ်တက်ကြွနေဖို့လိုပါတယ်ခိုင်းဝဆန်နေဖို့လိုပါတယ်ပေါ့နော်ISA ဆွတ်လုပ်တဲ့အခါကအစပေါ့နော် ISA ဆွတ်လုပ်တဲ့အခါကစခုအနေနဲ့တစ်ဖက်လူကအစပြီးတော့ ISA ဆွတ်လုပ်ရတာမျိုးပေါ့နော်အဓိကအဖြစ်တော့ကိုကလက်အောက်သူတို့ရဲ့အလုပ်မှာဝင်ကျန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဘက်ကပို့ပြီးတော့ဒီ ISA ဆွတ်တွေပါတယ်ဆိုလို့ရှိရင်အရင်ဆုံးစလုပ်ဖို့လိုပါတယ်အဝိုင်းကိုစိုင်းမတို့ကခုနှစ်စီးပါတို့ကပေါ့နော်ပြောဖို့လိုပါတယ်ပြောတဲ့အခါမှာလည်းတက်ကြွနဲ့ပြောတတ်ဖို့လိုပါတယ်ပေါ့နော်တချို့တွေကအဲ့လိုမျိုးပြောရတာကိုအပေါ်ကြီးလုပ်တယ်ကျွန်တော်အနေနဲ့ကျွန်တော်မြန်မာလူမျိုးအရာ over လုပ်တယ်လို့ခံစားရပေမဲ့ဂျပန်လူမျိုးမှာဒါ over လုပ်တာမဟုတ်ဘူးတမယိုးကြဖြစ်စင်ပဲဖြစ်တယ်ပေါ့နော်အိုဟိုင်ယိုကိုစိုင်းမဝင်ချင်းအိုဟိုင်ယိုကိုစိုင်းမခုနှစ်ကြီးပါလို့ပြောတာဂျပန်နေအတွက်တမယိုးကြဖြစ်စင်ဒါက over လုပ်တယ်လို့မခံစားရဘူးကျွန်တော်တို့ကမြန်မာကြိုက်အောင်ဖြေတာမဟုတ်ပါဘူးဂျပန်ကြိုက်အောင်ဖြေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကISA ဆွတ်တရားစလုပ်ဖို့လိုပါတယ်အဲ့တော့ကြီးကိုချော်ကိုင်းဆိုတဲ့အခါမှာပြောပြောရွှေရွှေနဲ့ gain key ဖြစ်နေတဲ့အတန်မျိုးတက်ကြွနေတဲ့အတန်မျိုးခိုင်းဝဆန်တဲ့အတန်မျိုးဖြစ်ဖို့လိုပါတယ်โอเคနံပါတ်3ချက်ကတော့ကြီးကိုချော်ကိုင်းဖြစ်ပါတယ်နံပါတ်4အချက်ဂျပန်နဲ့ပတ်သက်တဲ့ interview မေးခွန်းတွေကိုပြင်ဆင်ထားဖို့လိုပါတယ်မင်းဘာကြောင့်ဂျပန်နိုင်ငံကိုလာချင်ရတာလဲပေါ့နော်မင်းဘာကြောင့်ဂျပန်နိုင်ငံကိုလာချင်ရလဲမင်းနိုင်ငံတွေအများကြီးရှိတဲ့အထဲမှာဂျပန်နိုင်ငံမှာဘာကြောင့်လှုပ်ချင်ရတာလဲမင်းဂျပန်ကိုဘယ်လိုထင်လဲမင်းဂျပန်လူမျိုးကိုဘယ်လိုထင်လဲဒီလိုမျိုးဂျပန်နဲ့ပတ်သက်ပြီးတော့မေးနိုင်ရှိတဲ့မေးခွန်းတွေအများကြီးလေ့လာထားဖို့လိုပါတယ်ဒါကတော့ဂျပန်နဲ့ပတ်သက်တဲ့ interview မေးခွန်းဖြစ်ပါတယ်အဲ့တော့မေးခွန်းတွေမှာဆိုလို့ရှိရင်လည်းမိနာဆန်တို့ကိုဂျပန်နဲ့ပတ်သက်တဲ့မေးခွန်းတွေမေးလာနိုင်တယ်အခုနပြောသလိုပဲပေါ့နော်ပေါ့လေဂျပန်ကိုတာဖို့မိသားစုကထောက်ခံရလားဂျပန်ကိုဘယ်လိုထင်လဲဂျပန်ကဘာတွေစားကြည့်ကြလဲဘယ်တွေကိုသွားကြည့်ကြလဲဘာတွေလုပ်ကြည့်ကြလဲဒီလိုမျိုးတွေအများကြီးမိလာနိုင်ပါတယ်အဲ့တော့နံပါတ်4အချက်ဂျပန်နဲ့ပတ်သက်တဲ့ interview မေးခွန်းတွေကိုမဖြစ်မနေလေ့လာထားဖို့အရင်ရေးကြည့်ပါတယ်နံပါတ်5အချက်၅ချက်ကတော့မိနက်ဆိုင်ရဲ့အလုံးနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်မေးခွန်းတွေကိုလေ့လာထားဖို့လိုပါတယ်မိနက်ဆိုင်ကခိုင်းကော့ဆိုလို့ရှိရင်ခိုင်းကော့ကိုဘာကြောင့်ရွေးချယ်ရတာလဲမိနက်ဆိုင်စားတောက်ဆိုင်ဆိုလို့ရှိရင်စားတောက်ဆိုင်ကိုဘာကြောင့်ရွေးချယ်ရတာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ hotel ဆိုရင် hotel စားတောက်ကုန်ဆိုရင်စားတောက်ကုန်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ဒီဟာကိုဘာကြောင့်ရွေးချယ်ရတာလဲဆိုတဲ့မေးခွန်းတွေကိုကျွန်တော်အနေနဲ့မဖြစ်မနေပြင်ဆင်ထားဖို့လိုပါတယ်အဲ့တော့ဒီအချက်၅ချက်ကိုပိုင်ပြီဆိုလို့ရှိရင်မိနက်ဆိုင်အနေနဲ့ interview ဝင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောလို့ရပါတယ်
ပေါ့နော်ဒီအချက်၅ချက်ကို interview မဝင်ခင်မှာမဖြစ်မနေလုပ်ပါဒါတွေမလုပ်ခင်နဲ့ interview မဝင်ပါနဲ့ဆိုတာအတွေ့အကြုံရအောင်တော့ဝင်ကြည့်ပေါ့နော်ဒါတွေလုပ်နိုင်မှာပြည်သက်ဆိုင် interview ကအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ဒီဟာကို interview မဝင်ခင်ကတည်းကကျွန်တော်တို့နဲ့ကြိုတင်လုပ်ထားနိုင်ဖို့အရင်ကြည့်တယ်လို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကပြည်သက်ဆိုင်တို့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်တော့ follow နဲ့copy link လေးယူထားဖို့ပဲပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာပြည်သက်ဆိုင်နောက်ဗီဒီယိုမှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီ win interview click ကနေပြီးတော့ကျွန်တော်ပေါ့နော်ဂျပန် interview နဲ့ပတ်သက်တာတွေကိုမျှဝေပေးနေတဲ့ win ဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် bye bye ပြည်သက်ဆိုင်ဂျပန်နိုင်ငံအများဆုံးလာပြီးတော့လာနိုင်ပါစေ interview တွေအများဆုံးအောင်နိုင်ပါစေ bye bye